ဖေဖော်ဝါရီ9ရက်ဒီနေ့မှာကျွန်တော်တို့ဘလုံးလောကမှာပေါ့စူးစမ်းမှုတစ်ခုနဲ့လုံပြနေတဲ့လူသားတစ်ယောက်ရဲ့မွေးနေ့လေးပါဗျာမွေးနေ့ရှင်ကျွန်တော်တို့အရန်ကိုအားပေးခဲ့ရတယ်အားကြခဲ့ရတယ်ချစ်ခဲ့ရတယ်ကျွန်တော်တို့အိုင်တော်ကြီးရိုနယ်ဒိုမွေးနေ့လေးပါဗျာဒီနေ့ကဒီမှာသူမွေးနေ့ကတော့တော်တော်လေးကဲတယ်အဲနာဇာနဲ့အစီမပြေမှုတွေအကုန်လုံးမေ့ပြောက်ပြီးသူ့သားရဲ့သူ့မိရဲ့ပြီးသူ့ရဲ့ချစ်သူ့ရဲ့ပေါ့အကုန်လုံးကဲပြတ်လိုက်ပြီဗျာအကတွေပါလေတော့အကွိတ်တွေပါစနေမှာကျွန်တော်တို့အိုင်တော်ကြီးမွေးနေ့ပါတကူဝမ်းနေစရာကောင်းတာသူအသက်ကြီးရသူဘလုံးနားယူတိုင်းကျွန်တော်တို့ဝမ်းနေရဗျာကျွန်တော်တို့မှာဘလုံးကစေးစက်နေတာသူ့ကြောင့်ကျွန်တော်တို့ဘလုံးချစ်တတ်တယ်လေသူ့ကြောင့်သူဟာအသက်ပြီးကြီးလာဆိုမလွန်ဆန်နိုင်တဲ့သင်္ကန်းတရားတော့တည်ပေမဲ့ဒါမဲ့ဘလို့လည်းမသိစိတ်ထဲမှာခံစားရတဲ့မျိုးပဲကျွန်တော်တို့အိုင်တော်ကြီးစေးစက်ပြီးဖလားများများရပါစေဒီထက်မကလည်းအော်မိပါစေဗျာကျွန်တော်တို့အိုင်တော်ကြီးမွေးနေ့